ဒီနေ့တော့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲပြီးမှဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအခြေအနေတွေဖိုက်တာ2ယောက်ရဲ့သတင်းသမားတွေနဲ့တွေ့ဆုံမေးမြန်းမှုတွေမှာပြောဆိုသွားတဲ့စကားတွေအထူးသဖြင့်ဘန်ရဲ့ပွဲမြင့်တင်ပုံနဲ့ပတ်သက်ပြီးပန်ဒိုဂျာကဘလို့မြင်တယ်လဲဆိုတဲ့အကြောင်းကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တချို့ပရိသတ်တွေကတော့ဘန်ရဲ့ဒီလိုပွဲမြင့်တင်ပုံကိုကြိုက်နှစ်သက်ကြပြီးအားပေးခဲ့ကြပါတယ်။တချို့ကတော့အလွန်ကြုံဖြစ်တယ်လို့ဝေဖန်ခဲ့ကြပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ဘန်ဟာသူ့မှာရှိတဲ့တာဝန်ကိုကောင်းကောင်းလုပ်ဆောင်ခဲ့တယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲဟာရိုးရိုးပွဲတစ်ပွဲမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု Los Angeles လိုနေရာမျိုးမှာအဓိကပွဲအဖြစ်ကျင်းပမဲ့ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ဒီလိုပွဲကြီးမှာပရိသတ်တွေရဲ့စိတ်ဝင်စားမှုရရှိအောင်ဖန်တီးပေးဖို့ကအဓိကပွဲထိုးမဲ့ဖိုက်တာတွေရဲ့တာဝန်တစ်ခုနဲ့ဖြစ်ပါတယ်။အရင်ကဒီဝိတ်တန်းအပေါ်ပရိသတ်စိတ်ဝင်စားမှုအားနည်းခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ပွဲတွေကောင်းပေမဲ့ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့အကြောင်းအရာတွေပြောဆိုမှုတွေနေပါခဲ့တာကြောင့်စိတ်ဝင်စားမှုပျော့နေခဲ့တာပါ။ဒါပေမဲ့ဘန်ရောက်လာပြီးနောက်ပိုင်းမှာတော့အခြေအနေတွေတဖြည်းဖြည်းပြောင်းလဲလာပါတယ်။သူကိုယ်တိုင်လည်းဒီဝိတ်တန်းကိုပရိသတ်တွေပိုပြီးစိတ်ဝင်စားလာအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးကိုအကြိမ်ကြိမ်ပြောခဲ့ပါတယ်။ဒါကြောင့်မနေ့ကသတင်းစာရှင်းလင်းပွဲမှာသူ့ရဲ့စကားပြောပုံတွေစိန်ခေါ်ပုံတွေကိုလည်းပွဲမြင့်တင်ရေးအတွက်တမင်လှုပ်ဆောင်ခဲ့တာလို့မြင်နိုင်ပါတယ်။အခုဆိုရင်ဘန်နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲကြောင်းကိုပရိသတ်တွေကြားမှာအများကြီးပြောဆိုနေကြပါပြီးပွဲမစခင်ကတည်းကစိတ်ဝင်စားမှုမြင့်တက်လာပြီးဆိုတာကိုဒီအချိန်တွေကပြသနေပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာအဆင့်ပွဲကြီးတစ်ပွဲမှာရှင်ပြိုင်တဲ့အခါကိုယ့်ရဲ့အားကစားစွမ်းရည်တင်မကပဲပရိသတ်တွေစိတ်ဝင်စားလာအောင်ဖန်တီးနိုင်စွမ်းလည်းအရေးကြီးပါတယ်။အထူးသဖြင့်အဓိကပွဲအဖြစ်ရွေးချယ်ခံထားရတဲ့ဖိုက်တာတယောက်အနေနဲ့ဒီပွဲကိုပရိသတ်တွေစောင့်ကြည့်ကြလာအောင်ဖန်တီးပေးဖို့တာဝန်ရှိပါတယ်။အဲ့ဒီတာဝန်ကိုဘန်ကမနေ့ကကောင်းကောင်းလှုပ်ဆောင်သွားတယ်လို့ကျွန်တော်မြင်ပါတယ်။အခုသတင်းစာရှင်းလင်းပွဲပြီးတဲ့နောက်သတင်းသမားတွေကဖိုက်တာ2ယောက်ကိုထပ်မံမေးမြန်းခဲ့ကြပါတယ်။အဓိကမေးခွန်းကတော့သတင်းစာရှင်းလင်းပွဲပေါ်မှာတယောက်နဲ့တယောက်စကားတွေပြောခဲ့ကြတာဟာတကယ်တမ်းအမုန်းတရားကြောင့်လားဆိုတာပါ။ဒီမေးခွန်းကိုဘန်ကတော့ရှင်းရှင်းလင်းလင်းညှင်းဆိုခဲ့ပါတယ်။သူ့အနေနဲ့ပန်ဒိုဂျာပေါ်အမုန်းတရားလုံးဝမရှိကြောင်းအပြည့်အဝလေးစားကြောင်းပြောခဲ့ပါတယ်။ပန်ဒိုဂျာဟာဒီဝိတ်တန်းရဲ့အကောင်းဆုံးဖိုက်တာတွေကတယောက်ဖြစ်တယ်ဆိုတာကိုလည်းထပ်မံပြောဆိုခဲ့ပါတယ်။တဘောကတော့စင်ပေါ်မှာပြောခဲ့တဲ့စကားတွေဟာတကယ်ပုဂ္ဂိုလ်ရဲ့အမုန်းတရားကြောင့်မဟုတ်ပဲပွဲကိုပရိသတ်တွေပူပြီးစိတ်ဝင်စားလာအောင်ပြုလုပ်ခဲ့တာဖြစ်တယ်ဆိုတာကိုတန်ကပွဲပြီးမှရှင်းပြခဲ့တာပါ။အော်စရာကောင်းတာကပန်ဒိုဂျာကိုယ်တိုင်ကလည်းဘန်ရဲ့အပြုအမူကိုနားလည်ကြောင်းပြောခဲ့ပါတယ်။သူ့အမြင်အရဘန်လိုပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ဖိုက်တာတယောက်ရှိနေတာဟာကံပွဲတစ်ခုလုံးအတွက်ကောင်းပါတယ်။ပွဲမြင့်တင်ရဲ့အတွက်လည်းကောင်းပြီးပရိသတ်စိတ်ဝင်စားမှုမြင့်တက်လာစေဖို့လည်းလိုအပ်တယ်လို့ပန်ဒိုဂျာကပြောခဲ့ပါတယ်။ဒါဟာပန်ဒိုဂျာရဲ့အတွေ့အကြုံနဲ့ရင်းချက်မှုကိုလည်းပြသနေပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့ဘန်တို့ရဲ့ပွဲကိုအဓိကပွဲအဖြစ်ကြီးညာလိုက်တဲ့အချိန်မှာသူတို့ဘက်ကလည်းအလွန်ဝမ်းသာအားရနဲ့အောင်ပွဲခံခဲ့ကြတယ်ဆိုတဲ့အကြောင်းပါ။ဒါကလည်းဒီပွဲအပေါ်သူတို့ကိုယ်တိုင်ဘလောက်အထိတန်ဖိုးထားကြတယ်လဲဆိုတာကိုပြသနေပါတယ်။အခုဒီမကြေပွဲနဲ့ပတ်သက်ပြီးဘန်ကသူ့ရဲ့အောင်ပွဲခံမှန်းချက်ကိုလည်းပြောထားပါတယ်။သူကတော့ဒီပွဲကို3ချီအတွင်းအပြီးသက်မယ်လို့ပြောထားပါတယ်။ပထမပွဲတုန်းကလည်းဒီလိုပဲပြောခဲ့ပြီးအခုလည်းသူ့ရဲ့ယုံကြည်ချက်ကမပြောင်းလဲဘူးလို့ဆိုပါတယ်။ဒါပေမဲ့ပန်ဒိုဂျာကတော့အတွေ့အကြုံရှိတဲ့ချန်ပီယံတယောက်ဖြစ်တဲ့အတွက်ဘန်ရဲ့တိုက်ခိုက်ပုံကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကစိတ်ဝင်စားစရာပါ။အထူးသဖြင့်ပန်ဒိုဂျာဟာမီဒီယံပေါ်ရောက်သွားတဲ့အချိန်မှာချုပ်ကွက်တွေကိုအလွန်ကောင်းကောင်းအသုံးချနိုင်တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်။ဒါကြောင့်ဘန်အနေနဲ့မြေပြင်ပေါ်မကျရောက်အောင်ထိန်းချုပ်နိုင်ဖို့အကွာအဝေးကိုကောင်းကောင်းထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်။တစ်ဖက်မှာလည်းပန်ဒိုဂျာအတွက်ဘန်ရဲ့မျက်စံနဲ့လက်သီးချက်တွေရှစ်တက်ပြီးဖိအားပေးနိုင်စွမ်းတွေကိုထိန်းချုပ်နိုင်ဖို့လိုအပ်မှာပါ။ဒီလိုနဲ့ဖိုက်တာ2ယောက်စလုံးမှာကိုယ်ပိုင်အားသာချက်တွေရှိနေပါတယ်။ဒါကြောင့်စက်တင်ဘာလ20ရက်နေ့အာရှဘက်ကပရိသတ်တွေအနေနဲ့မနက်ပိုင်းမှာကြည့်ရှုရမယ့်ဒီပွဲကဘယ်လိုရလဒ်ထွက်လာမလဲဆိုတာအရင်စိတ်ဝင်စားဖို့ကောင်းနေပါတယ်။တန်ကသူပြောထားသလို3ချီတွင်အပြီးသက်နိုင်မလား။ဒါမှမဟုတ်ပန်ဒိုဂျာကသူ့ရဲ့ချန်ပီယံအတွေ့အကြုံကိုအသုံးချပြီးခပတ်ကိုဆက်လက်ကာကွယ်သွားနိုင်မလား။အဖြေကိုတော့ပွဲစပြီးတဲ့အချိန်မှာပဲသိရမှာဖြစ်ပါတယ်။အခုလိုပွဲကြီးတစ်ပွဲမှာဘန်အနေနဲ့စင်ပေါ်မှာပြောဆိုခဲ့တဲ့စကားတွေပွဲမြင့်တင်ခဲ့တဲ့ပုံစံတွေကိုပုဂ္ဂိုလ်ရေးအမြင်နဲ့မကြည့်ပဲအားကစားပွဲတစ်ပွဲကိုပရိသတ်စိတ်ဝင်စားလာအောင်ဖန်တီးတဲ့လှုပ်ဆောင်ချက်အဖြစ်မြင်ပေးဖို့လိုပါတယ်။အရေးကြီးဆုံးကတော့စင်ပေါ်မှာဘလောက်ပဲစကားပြောကြပါစေပွဲပြီးတဲ့အခါမှာအပြန်လန်လေးစားမှုရှိနေဖို့ပါပဲ။တန်နဲ့ပန်ဒိုဂျာတို့ရဲ့ပွဲမှာတော့ဒီအချက်ကိုအခုကတည်းကမြင်တွေ့နေရပါတယ်။ဒါကြောင့်စက်တင်ဘာလ20ရက်နေ့မနက်မှာဘသူကအသာစီးရမလဲဘသူကအောင်ပွဲရမလဲဆိုတာကိုအားလုံးအတူတူစောင့်ကြည့်ကြရအောင်ခင်ဗျာ။
ဒီပွဲကတော့ရိုးရိုးကန်ပွဲတစ်ပွဲထက်ပိုပြီးစိတ်ဝင်စားစရာကောင်းလာနေပါပြီအားကစားစွမ်းရည်အတွေ့အကြုံနည်းဗျူဟာနဲ့စိတ်သက်ပိုင်းဆိုင်ရာအားပြိုင်မှုတွေအားလုံးကိုတပြိုင်နက်မြင်တွေ့ရမယ့်ပွဲကြီးတစ်ပွဲဖြစ်လာမှာပါဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုသဘောကျတဲ့ဆိုရင်အားပေးကြပါဦးခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အားကစားသတင်းတွေနဲ့ပြန်လည်တွေ့ဆုံပါမယ်အားလုံးပဲကျန်းမာရှင်လန်းကြပါစေခင်ဗျာ